ဒီကောင်လေးကကျောင်းကလူမိုက်ရဲ့အင်ဂျီကိုဆွဲဖြတ်ပြီးစားပစ်လိုက်ပါတယ်ပြီးတော့အဲ့ဒီအင်ဂျီနဲ့သူ့လေဘင်းကိုသူပြန်ညှစ်လိုက်တယ်အဲ့ဒီချိန်မြစ်ထဲမှာရေကူးနေတဲ့လူမိုက်တိုနီကတော့ရုတ်တရက်အသက်ရှူချက်လာပြီးတခုခုကသူ့လေဘင်းကိုညှစ်ထားသလိုခံစားလိုက်ရပါတယ်မကြခင်မှာပဲတိုနီရဲ့မျက်နှာတွေနီရဲလာပေမဲ့ကောင်လေးကတော့မရက်တန့်ခဲ့ပါဘူးတိုနီတငယ်ချင်းတွေကမ်းခြေမှာအပန်းဖြီနေတော့တခုခုမှားနေတာကိုသတိထားမိသွားကြတယ်တငယ်ချင်းတယောက်ကရေထဲခုန်ဆင်းပြီးကေခဲ့ပေမဲ့ကုန်းပေါ်ရောက်တဲ့အချိန်မှာတော့တိုနီကတီးဆုံးသွားခဲ့ပါပြီဒါဟာကောင်လေးရဲ့ထူးဆန်းတဲ့စွမ်းအားတစ်ခုပါပဲသူကသူ့ကိုယ်သူဘာပဲလုပ်လို့အဲ့ဒီဒဏ်ရာကသူ့ပြစ်မှတ်ထားတဲ့လူစီမှာသွားဖြစ်တာပါသူကဒီစွမ်းအားကိုသုံးပြီးသူ့ကိုနှိပ်စက်ခဲ့တဲ့ကျောင်းကလူမိုက်တွေကိုလက်စားချီခဲ့ပါတယ်နောက်တော့ဓာတုဗေဒအတန်းထဲမှာသူကတခြားလူမိုက်တစ်ယောက်ရဲ့ရီးစားကိုတွားပိုးပန်းပြီးဒေါသဆွေ့လိုက်ပါတယ်အဲ့ဒီလူမိုက်ကအရန်ဒေါသထွက်ပြီးကောင်လေးရဲ့မျက်နှာကိုအက်စစ်နဲ့ပတ်လိုက်ပေမဲ့အားလုံးအံ့ဩသွားတာကကောင်လေးမှာဘာမှမဖြစ်ပဲလူမိုက်ရဲ့မျက်နှာကသာအည်ပြိုကျပြီးအော်ဟစ်နေကြရတာပါနောက်ဆုံးကြံတဲ့လူမိုက်ကတော့ကြောက်လန့်တုန်ရီနေပါပြီဒါပေမဲ့ကောင်လေးကတော့လက်စားချီဖို့ဆုံးဖြတ်ထားပြီးသားပါသူကလူမိုက်ရဲ့ကားလေးကိုခိုးဝင်ပြီးချီအိတ်တွေကိုယူစားပစ်လိုက်တယ်ပြီးတော့လျှက်စစ်လုံးပါဝါဒရီနဲ့သူ့ခြေတော့ကိုသူဖုတ်လိုက်ပါတယ်လူမိုက်ကတော့မြေပြင်ပေါ်လေးကျသွားပြီမဲ့ဒါဒီမကသေးပါဘူးသူကသူ့ရဲ့နောက်ထပ်ခြေတော့တစ်ဖက်ကိုပါလူနဲ့ထပ်ပြီးဖုတ်လိုက်ပါတော့တယ်